ပြောတော့မယ်လားဆိုပြီးတော့သူတပည့်ဒီဘက်ကိုပြန်ဖွင့်လိုက်တဲ့အခါကျတော့သူတပည့်ကိုတပည့်သူရှင်ကိုရှင်နဲ့သူ့အစုကိုအစုပွဲသွားအောင်ဘိုက်ထဲမှာအဲ့ဒါကိလေသာကာမရာဂမြတ်ဘာနာသီနာမိတ်တာဥဒိစ္စကုက္ကုဆာဝိဇိကိစ္စတဲ့ဒီအားတွေကနေပြီးထားကြပါလဲပေါ့သူကဘာမလို့လဲနာမလို့လဲအဲ့ဒါအချင်းချင်းနဲ့အုပ်စုတွေဖွဲ့ပြီးဉာဏ်မျိုးတွေချမ်းချမ်းနော်ဘုရားကအဲ့ဒါသောတာပန်ဖြစ်ပြီးရင်နဗ္ဗန္ဒနာစာခိုင်ရန်ငင်းခုံမဖြစ်တော့ဘူးသောတာပန်ဖြစ်ပြီးရင်ဘာမှဖြစ်တော့ဘူးလဲခိုင်ရန်ငင်းခုံဖြစ်တော့ဒါဆိုခိုင်ရန်ငင်းခုံဖြစ်နေတာဘန်လို့လားမဘန်လို့လားမဘန်လို့ပါသဘောပေါက်ငင်းခုံနေပြီဒါကြောင့်အောက်မှာငင်းလို့အာမရလိုက်တော့တက်မငင်းဘန်လို့လားမဘန်လို့လားပန်းငင်းနေလားငင်းတော့ဘူးလေကောသမိယတော့ခေါဏကယာနာအုပ်စုကအဲ့ဒါကုသစင်တွေချင်းပဲပုံလို့အဲ့ဒါငင်းနေကြခုံနေကြဒီတော့သောတာပန်ဖြစ်ပြီးရင်ငင်းလေလားငင်းဖြစ်တယ်လားလိုင်းပေါ်တက်အောင်လားမတက်တော့ပါဘူးထားကြွတဲ့ကိလေသာမရှိတော့ဘူးတဲ့ဘုရားကနော်ထားကြွတဲ့ကိလေသာဆိုတာအဲ့ဒါလို့ရုပ်ပြည့်ရှင်းပြည့်ကြီးတွေပေါ့ကဲနမနှစ်သွားကြပါစို့သောတာပန်ဖြစ်ပြီးရင်တဲ့အဲ့ဒါစိတ်တွေငြိမ်သက်အေးချမ်းသွားတယ်စိတ်တွေဘာဖြစ်သွားလဲငြိမ်သက်သွားတယ်အေးချမ်းသွားတယ်အဲ့တော့သောတာပန်ဖြစ်ပြီးဆိုကိုယ်စိတ်ကိုကိုယ်ရှင်ခြင်းငါစိတ်တွေငြိမ်ရလားမငြိမ်ဘူးလားငြိမ်ရင်သောတာပန်မငြိမ်ရင်မပန်းဘူးမရှင်းဘူးလားရှင်းသွားတယ်နော်တိတိတသာကြီးပေါ့နော်ရုပ်ပြည့်ဆင်းပြည့်ကြီးမဖြစ်တော့သဘောပေါက်တယ်နော်ရုပ်ပြည့်ဆင်းပြည့်မဖြစ်တော့တချို့သောတာပန်မဟုတ်တာတော့မှနော်တရားတွေတော့လှုပ်ရှားပြီးပြီဆိုငြိမ်သွားတာပဲဒါကနံပါတ်3နဲ့အဲ့ဒီသောတာပန်ဤတဲ့သူကိုယ်သူသိတယ်တဲ့နော်ဘယ်လိုလဲဆိုရင်ဒီဘုရားရဲ့ဒီအဆုံးအမပေါ့ဗျာဒီအာယုံဓာရ6ပါးမှာဖြစ်ဘောကယုတ်တရားနံတရားတွေရဲ့ဖြစ်မှုပြမှုတွေရှုပြီးတော့အငြိမ့်တဲ့အာယုံပြုတ်သွားတယ်နိဗ္ဗာန်ဆိုင်သွားတယ်ဆိုတာဒီဘုရားသာသနာမှာပဲရှိတယ်တဲ့အပြင်လောကမှာမရှိဘူးအခြားနည်းနဲ့မရှိဘူးလို့ဒီလိုသိတယ်ခြားနည်းနဲ့ရှိရလားရှိဘူးနော်ဖြစ်ပေါ်ခတ်ကိုကြည်တာဖြစ်အောင်လုပ်ပြီးတော့ရှုတာဟောရလားမဟုတ်ဘူးဖြစ်အောင်လုပ်ပြီးတော့ရှုနေရင်အဲ့ဒါလမ်းလွဲသွားတယ်ဘုရားဆုံးမှမဟုတ်ဘူးဒါပြင်ပသာသနာလို့ပဲခေါ်လို့ရတယ်ဘုရားဆုံးမှကဖြစ်ခိုက်သူ့ဘက်ဖြစ်ပေါ်ကအဲ့ပုံမှာပဲရှိတာဖြစ်အောင်လုပ်တာလားမဟုတ်ဘူးဖြစ်အောင်လုပ်ရင်ဘုရားသာသနာလားပြင်ပသာသနာလားပြင်ပသာသနာမှာအရိယာမရှိဘူးအဲ့ဒါလည်းသိတယ်နံပါတ်4အာဘတ်နဲ့ပတ်သက်လို့ယဟန်ဆိုသောတာပန်ဖြစ်ပြီးရင်တဲ့အာဘတ်ဆိုတာအနည်းအကျဉ်းလေးပဲသိတော့လုံးဝမသိနာတော့မဟုတ်ဘူးဒါပေမဲ့စိတ်ပါလို့သိတာမဟုတ်ဘူး
ကိုမသိလိုက်ပဲနဲ့တဲ့ဥပမာတမောတယံနဲ့မှာနော်မာတုကာမအမျိုးသမီးကလည်းကြောချကိုကလည်းကြောချလိုက်အာဘတ်တဲ့ဟိုတယ်လိုဟာမျိုးမှာနော်ညမှောင်ပြီးဆိုတာနဲ့ယဟန်တွေကြောချလိုက်အာဘတ်မတင်ဘူးလားတဲ့မဲ့လေဟိုတယ်ကြီးကြီးတွေပဲမိမတွေရှိတာပဲတော်တော်လေးတရားရောက်တော့ကြောချနေတာပဲအဲ့ဒါအာဘတ်တဲ့ကိုမသိလဲအာဘတ်တဲ့နော်အဲ့ဒါမျိုးပဲနောက်ကြောင်းဆောက်တဲ့အလုပ်တွေမှာတချို့အရိယာတွေဝိနည်းမကျွမ်းကျင်ရင်အဲ့ဒါအာဘတ်တင်တဲ့စိတ်ပါလို့တော့မဟုတ်ဘူးဘုရားကပြည့်ညံထားလို့အာဘတ်တဲ့စိတ်မပါပဲနဲ့လည်းအာဘတ်တဲ့ရှိတယ်နော်အဲ့ဒါမျိုးတော့ပဲတဲ့တော်လည်းပဲသိတယ်ဆိုရင်ချက်ချင်းကုစားတယ်သိရင်ဘယ်လိုလုပ်ချက်ချင်းကုစားတယ်နောက်ကိုလည်းပဲအဲ့လိုမသိအောင်နေသွားတယ်ဥပမာဟိုတယ်မှာအဘတ်တဲ့လည်းသိလိုက်တာနဲ့နောက်ဟိုတယ်မှာအိပ်ပါအောင်မလားအိပ်ကြောမတတ်တာလည်းအိပ်လည်းထိုင်နေတော့အဲ့ဒါနံပါတ်4တဲ့သောတာပန်လေယဟန်ဖြစ်သောပုဂ္ဂိုလ်တွေကိုယ်တိုင်းကအဲ့ဒါရွှေတယ်မူရည်တယ်လျှောက်အလုခံလက်ခံနေလမ်းလူလာတွေလက်ခံနေအဲ့ဒါမျိုးစိတ်မပါပဲနဲ့လက်ခံလို့ရပါပါမရဘူးအဲ့လိုအာဘမျိုးမသိဘူးလက်ကိုမခံတော့တာသောတာပန်သူမသိလို့တဲ့အာဘလောက်ပဲရှိတယ်ပြီးရင်ဘယ်တော့မလုပ်တော့ပြီးရင်မလုပ်တော့အဲ့ဒါနံပါတ်4သောတာပန်နဲ့ပတ်သက်တဲ့အာဘပေါ့ဗျာဒီလိုအာဘမျိုးနော်တိတိကြီးနဲ့လုပ်တဲ့အာဘမရှိဘူးတဲ့သောတာပန်နံပါတ်5ကိုယ်နဲ့အတူတရင်သုံးပေါ်ယဟန်တွေတာမဏေတွေရှိတယ်ဆိုရင်သူတို့မှကိစ္စရှိရင်အမှသင်္ကန်းလျှော်တာလို့ဒီမကောင်းတိုင်းမကောင်းရင်အသင်္ကန်းလျှော်ပေးတာလို့နှိပ်ပေးနေပေးတာလို့ဒီလိုဟာရှိရင်ရှိဒါပေမဲ့ကိုယ်သီလအပြတ်မခံဘူးကိုယ့်ရဲ့သီလသမာဓိပညာဒီဟာပေါ်မှာအမြဲတမ်းအာရုံထည့်ထားတယ်အပြင်လုပ်တဲ့သာသနာကိစ္စတွေလုပ်ရတော့လည်းပဲသူသီလသမာဓိပညာအပြတ်ခံရလားအပြတ်မခံဘူးဥပမာပေးတယ်အကောင်းဥပမာနွားကလေးလေးရှိတဲ့နွားမကြီးတဲ့သူအစာတော့စားတယ်စာမစားလို့လည်းမရဘူးဒါပေမဲ့ဒုက္ခလေးကိုကွက်ကြည့်နဲ့အမြဲတမ်းကြည့်ဘယ်သူအများပါလို့မလဲဟဲ့ဆိုပြီးဒုက္ခလေးကိုပါလို့အမြဲတမ်းကြည့်ဒီနေ့ဒီပဲတရင်တော်မော်တယ်မှာကိစ္စရှိလို့သာသနာအရေးတွေသာသနာအလုပ်တွေကိစ္စရှိလို့လုံးရတော့လေသူသီလသမာဓိပညာအပြတ်ခံရလားဒိဋ္ဌာသုံးပါးမှာရှင်းတယ်သောတာပန်အဲ့တော့အခြားကိစ္စတွေလုပ်လို့ကိုယ်သီလဟာအပြတ်ခံလိုက်မယ်ဆိုသောတာပန်ဟုတ်ပါမလားကိုယ်သမာဓိအပြတ်ခံမယ်ဆိုသောတာပန်ဟုတ်ပါမလားကိုယ်ပညာအပြတ်ခံမယ်ဆိုသောတာပန်ဟုတ်ပါမလားအများမကောင်းရေးတောင်းလိုက်ကြလို့ဆိုသောတာပန်ဟုတ်ပါမလားမဟုတ်ဘူးအဲ့ဒါနော်သဘောပေါက်အပြင်လုပ်တယ်ဘယ်လောက်လုပ်ရသီလသမာဓိပညာအပေါ်မှာဒါကြီးဥတည်အောင်ပြောသွားတာပေါ့နော်မျက်စိကိုဆရာညပစောအသက်ကလေးသမီးအသက်ကလေးဝတ်ထားရင်တဲ့အောက်မှာကိုထိုင်မဲ့နေရာကြည့်ရတယ်အောက်ကညစ်ပတ်နေလားပါလားဘာလို့လဲဘာဖြစ်လို့ကြည့်အသက်ကညစ်ပတ်တော့မှမကြောက်ဘူးလားအဲ့လိုပဲကိုယ်သီလသမာဓိပညာကတန့်နေပြီဆိုရင်ကိုပေါင်းရမယ့်ပုဂ္ဂိုလ်ကဘယ်လိုဟာကြီးလဲဆိုသူမကြည့်ဘူးလားဒါကြီးကမဆုံးမှာဘူးဆိုရင်ပေါင်းပါမလားပေါင်းဒီနေရာသွားရင်အဘသိမယ်ဆိုပေါင်းပါမလားပေါင်းတော့
နောက်နံပါတ်6တဲ့သောတာပန်များဟာဖရာရဲ့တရားစစ်တရားမှန်တွေဝိနည်းစစ်ဝိနည်းမှန်တွေကိုနာလို့တဲ့နာခြင်းလေသောတာပန်နေရာဘာကိုနာခြင်းတရားစစ်တရားမှန်ဝိနည်းစစ်ဝိနည်းမှန်ကိုနာဘာဖြစ်လဲနာခြင်းလေတရားစစ်တရားမှဝိနည်းစစ်ဝိနည်းမှန်တာဖြစ်ပါစေသူမနာခြင်းနဲ့ရှိပါမလားမရှိဘူးသောတာပန်မဟုတ်ရင်ကြောင်းပြန်ပေါ်ဗျာဘုရားရဲ့တရားစစ်တရားမှဝိနည်းစစ်ဝိနည်းမှန်နေဘာလို့တော့မလဲနာကျင်မှာမဟုတ်ဘူးဒီတော့သောတာပန်ဟောမဟုတ်ဘာနဲ့တို့တရားတို့ဝိနည်းနဲ့တို့ဒီကောင်စားနဲ့တို့မတွန်းအောင်လားသောတာပန်မဟုတ်ရင်ဝိနည်းစစ်တဲ့တရားစစ်တဲ့နဲ့တွေ့ရင်ဒီမတွန်းအောင်လားတွန်းလာတာကြောက်သွားတာဒီဝိနည်းရခက်မှာခက်မပြီးတော့ပါဘူးကျင်းလို့မဖြစ်တော့ပါဘူးဒီလိုလေတန်းလေးထွက်လာလိမ့်မယ်သောတာပန်ဆိုရင်ခေတ်တဲ့စနစ်တွေဘယ်လောက်ပြောင်းပြောင်းဘုရားဟောထားရင်ဘုရားပြညတ်ထားရင်ဘာလို့မလဲလိုက်နိုင်မယ်အဲ့ဒါနံပါတ်6တယ်ဗျာနံပါတ်6ဘာနဲ့ကြုံမလဲဘုရားနဲ့ကြုံဝိနည်းနဲ့ကြုံနော်သောတာပန်စစ်တိတရားသာစစ်ပါစေဘုရားဟောတရားသာဓမ္မပါစေမြင်ပါမလားမမြင်ဘူးတဲ့နော်မမြင်တော့ဝိနည်းဆိုရင်မြင်ပါမလားမမြင်တော့တချို့ကိုသောတာပန်နဲ့ဟာလားနော်ဝိနည်းတရားတွေအထောက်ထားတွေနဲ့ဘယ်တော့ပြောအပေါအောင်ပြောဟာလားတို့ကိုယ်တွေကိုမှတွေ့ထားတာဟာလားစာမတွေ့တာမဟုတ်စာတွေကလာမပြောနဲ့စာအောင်မပယ်ဘူးလားသောတာပန်စာပယ်ရလားတရားစစ်တရားမှာဝိနည်းစစ်ဝိနည်းမှဆိုသူပါလို့ခြင်းလေနာယူခြင်းနဲ့ပြောပါဘယ်လောက်ပြောမလဲတနေ့ကောင်ဆံပြောတနေ့ကောင်နားထောင်မှဒီစိတ်ရှိတယ်စွန့်လွန်ဆရာတော်ဒီဥက္ကဝိဆိုတာနော်သမတ္တပါဒါပေမဲ့သူမှန်ဘလို့မှန်လဲဆိုဝိနည်းနဲ့ပတ်သက်လို့ပြောပါမအသတ္တပယပါဏာပေါ့နော်သူသိလို့ရတာတတလုံးရှောင်းမယ်ယတပရှောင်းမယ်ဒီလိုပြောတာဒီတော့သောတာပန်ဆိုရင်ဝိနည်းရဲ့တရားရဲ့ဘာလို့လဲနာကျင်တယ်သောတာပန်မဟုတ်ရင်ရှောင်းခြင်းတယ်ဟုတ်လားတော့ရှောင်းပါပဲဘာဖြစ်လို့လဲဆိုရင်တရားနဲ့ဝိနည်းနဲ့ပြောတွေ့ကျင့်တာလေးနဲ့ဘလို့ဒီလိုဆိုတော့သူမရှောင်းဘူးလားရှောင်းပါပဲနော်ဒါကပါသူတို့ကစာတတ်လို့ပြောတတ်မဲ့စာနဲ့ပါလေနေနေတာစာမတတ်လို့ဖြစ်နေတာဒါမျိုးစာနဲ့အကုန်လုံးမပယ်ဘူးလားပယ်ပြီအဲ့ဒါဆိုသောတာပန်မလားသောတာပန်ကြီးစာတွေကလာပဲဖေးကလာဘုရားဟောတရားဘုရားဟောဝိနည်းဆိုရင်ဒီပါလို့လေခေါင်းကြီးမှာပြောချင်တော့ပြောနော်မငြင်းနမခွန်တဲ့နောက်ဆုံးချက်ပေါ့အဲ့ဒါလို့ဘုရားဟောတရားစစ်တိဝိနည်းအစစ်တိဟောပြီးပြောပြီးဆိုတော့အယံစိတ်ထဲမှာကျဉ်းနှံ့မှုအာရမှုနှစ်သက်မှုပီတိတွေဖြစ်တယ်သောတာပန်အဲ့ဒီဘုရားဟောတရားအစစ်ဝိနည်းအစစ်တွေဟောရင်သူစိတ်ထဲခုလူဖြစ်လာသဘောကျလားသဘောကျတယ်တသက်ငါ့ကိုကြောက်တော်နေတာတသက်ငါ့ကိုခြေချိုးနေတာလို့ယူဆလားသဘောကျလားသဘောကျတယ်ဘာဖြစ်လို့သဘောကျလဲဆိုသူသိထားတဲ့တတ္တပတိမဆိုတာမဲ့ခင်၈ပါးမပါဘူးလား
ဓမ္မဝါစာဓမ္မကမ္မန္တဓမ္မအာစီဝဆိုတဲ့ဒီသီလမဲ့ခင်၃ပါးအဲ့ဒါဒီတဲ့သီလနဲ့ဆိုင်သွားပြီလေကျန်တဲ့တမာရီမဲ့ခင်ပညာမဲ့ခင်ကျန်တဲ့၅ပါးကတုတ်တန်နဲ့အဘိဓမ္မာနဲ့ဆိုင်သွားပြီဒုက္ခအဲ့ဒါလေသူ့ဘိုက်ထဲမှာရှိနေတော့အပြင်ကပြောတာနဲ့တစ်ထပ်ဆဲကြာနေတဲ့အတွက်သူဒီမကျေမနပ်ဖြစ်မလားကျေကျေနပ်နပ်ရှိမလားကျေနပ်နပ်ကိုရှိနေတာနဲ့တိတ်ဓမ္မပီတိတွေဖြစ်တယ်ဓမ္မပါမောက္ခတွေဖြစ်တယ်တရားနဲ့ပတ်သက်လို့ဝိညာဉ်နဲ့ပတ်သက်လို့ပြောလေကြိုက်လေပြောလေကျေနပ်လေဖြစ်တယ်လေအဲ့ဒါဆိုသောတာပန်မှာပဲပြောင်းပြန်ဆိုရင်သောတာပန်ဟုတ်ပါမလားမဟုတ်ပါဘူးအာနာပိုင်ပုဂ္ဂိုလ်တွေနဲ့တဏှိနဲ့ပတ်သက်ဆံတယ်သူတို့ရဲ့အကာအကွယ်ပေးမှုတွေကိုယူပြီးတော့ပန်းပန်နေတာရောမရှိနိုင်ဘူးလားရှိနိုင်တယ်ပန်လားမပန်လားဆိုတာတန်တရားမှာတွေ့ရမယ့်ကိစ္စတွေနော်အတည်းရဲ့အဲ့တော့မပန်တဲ့ဟာကြီးကိုကသွားပြီးတော့ဝန်းရံမိရင်ဆရာတော်ကလွဲချော်ကကအမြန်ငရဲခေါ်သည်ကောင်းတဲ့နေရာသွားမလားငရဲသွားမလားငရဲသွားပါအေးတတိပြုနော်မဟာပစ္စဝကနာ9ပါးလို့ခေါ်ပါတယ်နော်မာဇီဆရာတော်ဘုရားကြီးရဲ့ဝိပဿနာရှင်းနည်းဒုတိယအတွက်နော်သာမျက်နှာအရီ300ကျော်လောက်မှတရားရှင်းပြထားပါတယ်အဲဒီမှာလည်းကြည်လို့ရတယ်ကောတမီယတုတ်ဆိုတဲ့ဝုလဘာနာတပါဠိတော်မြန်မာပြန်နေမှာလည်းကြည်လို့ရတယ်နော်အဲဒီတော့ပန်လားမပန်လားကိုယ့်ကိုယ်စစ်ဖို့ဘုရားဟောပြီးမဲ့သူတော်ကပန်လားမပန်လားသိချင်ရင်လည်းအဲ့ဒီအချက်တွေနဲ့သူ့ကိုယ်ကလမ်းစစ်ကြည့်လို့မရဘူးလားအာဒီပုဂ္ဂိုလ်ပိုင်ထဲမှာနော်ဟိုလိုနဲ့တွေ့လဲရံဖြစ်လိုက်ဒီလိုနဲ့တွေ့လဲရံဖြစ်လိုက်ဆိုဟုတ်ပါမလားဟုတ်ဘူးဒီလာလေးတောင်းရနေလို့ရံဖြစ်တာတော့ဒါမှရံမဖြစ်တော့ဘူးနာနာသာဒနာကလဟသာဒနာဝိဝါဒပန္နာခယံနေငင်းခုံနေနှုတ်လန်သောလာလေးရှိတော့တော့တာကြည်စက်ပြေးချလိုက်ပါနော်ဒါပါဠိတော်တိုက်ရိုက်တယ်ပဲဗျာတချို့ line ပေါ်တက်ပြီးရံဖြစ်နေတာတွေမရှိဘူးလားသဗ္ဗန္နရဇာတကလယဇာတဝိဝါဒပန္နာတွေပဲပြောတော့လေသောတာပန်နဲ့ line ပေါ်တက်ရံဖြစ်နေကြတယ်နော်ဘုရားကသောတာပန်ဘာဖြစ်လို့လောကကြီးနဲ့ရံမဖြစ်တယ်လဲဆိုအမှန်ကိုသိလို့ဘာကိုသိလို့လဲသစ္စာ၄ပါးဆိုသစ္စာကအမှန်၄ပါးလေအမှန်ကိုသိနေတော့အမှားအမှားတွေနဲ့ကျုပ်ပြီးတော့ရံဖြစ်ပါအောင်လားသနာစရာတတ္တဝါတွေအနေနဲ့ပဲမမြင်တော့မှလေဩသူတို့မသိရှာဘူးမသိလို့ငါလာပြီးရံလုပ်နေတာငါကအမှန်ကိုသိနေတာပဲသူတို့နဲ့ဖက်ပြီးရံဖြစ်เสียမလိုပါဘူးဒီလိုပဲနော်ဓမ္မတာဝေကတော့ရမှာပေါ့ဖြစ်တော့ရှင်သာရိပုတ္တရာမထေရကြီးဆိုလို့ရှိရင်အန္တတိခဏနော်တခါဒီလိုပဲဆုံးမကြွားရင်ပါရင်ပုံနာတစ်ယောက်ကကြားဖို့တယ်ရှင်သာရိပုတ္တရာဆိုအတော်တိခဏနဲ့ဆိုတာကြားဖို့တော့သူလက်တွေ့စမ်းမယ်ဘာလို့လဲတော့ကတော့နောက်ကနေကြောကိုပြန်နဲ့သွားရိုက်ဘာတော့တာလဲသူစွမ်းကမပြတ်ဘူးပြောလို့နောက်လည်းလည်းမရှိဘူးရှင်းတဲ့သွားတာဦးဇင်းတို့ဆိုပဲရမယ်လည်းတော့အနည်းဆုံးမကြည့်လိုက်ဘူးလားအနည်းဆုံးတော့ကြည့်မှာသူလည်းဘဝနဲ့တော့လည်းတော့မရှိဘူးရှင်သာရိပုတ္တရာအဲ့လောက်စိတ်ထားလို့နုညံ့သွားတယ်နော်ရှင်သာရိပုတ္တရာကြီးကတော့ယဟနာအရှင်ကြီးကိုအဲ့တော့ဒီလိုသောတာပန်တဂရကအနာဂံယဟနာတွေသူတို့ကြည့်ရတာအေးချမ်းတယ်တဲ့ငြိမ်သက်တယ်နော်လိုင်းပေါ်တက်ပြီးရံဖြစ်နေတဲ့ဟာကြီးတွေနဲ့တော့တူရလားမ
တူဘူးဗျာမတူဘူးဒါလေးတတိပြုပါသာသနာကိုအုံးမဲ့တုတ်ပိန်ချနော်အုံးမဲ့တဲ့အကောင်အစင်တဲ့တော့ပဲဒီတော့ကောတံမြယတုတ်လာမဟာပစ္စောဝကနာ9ပါးအခြေခံပြီးတော့ဒီနေ့ဟောတဲ့တရားပါတယ်လေသောတာပန်စိတ်တံအပိုင်း14အဲ့ဒါကိုဟောနာကြီးညိုလိုက်ရတဲ့တမိမိတို့ဒီလည်းပဲနော်သောတာပန်ရဲ့ခုံကြီးတွေသောတာပန်ရဲ့ရေတွေတွေဒါကိုသိပြီးတော့ကိုယ်တိုင်သောတာပန်ဖြစ်အောင်ကျင့်ကြံမယုတ်ကြိုးစားပွားများအထောက်၍အငြင်းချက်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ရစေကုန်ရသတည်းအမြဝေလိုက်ရဧရောပြုမြတ်